အားလုံးမင်္ဂလာပါပရိသတ်ကြီးကျွန်တော်ဒီနေ့ပြောပြပေးသွားမှာကတော့ကျွန်တော်ဒီအားလုံးအရန်သိရှင်နေတဲ့မိုးတော်အဲ့ဒါဖြုတ်နည်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ။ Okay ပါကျွန်တော်မိုးတော်အဲ့ဒါမဖြုတ်ခင်လေးမှာကျွန်တော်ပြောပြပေးသွားရှင်တာကတော့ကျွန်တော်တို့စကွက်မှာလူခေါ်ဖို့ရှိပါတယ်ဗျ။ကျွန်တော်စကွက်မှာလူခေါ်ဖို့ရှိတယ်ကျွန်တော်တို့အရင်ကစကွက်ဟောင်းကလူတွေကတော့သူရဲ့ဒီចောင်းတက်မှာចောင်းတက်မဲ့ကိစ္စတွေနဲ့ကျွန်တော်တချို့ကျော်အလုံးမားတဲ့ကိစ္စတွေကြောင်းကျွန်တော်စကွက်ထဲကနေပြီးတော့ထွက်သွားပြီးမှာပေါ့နော်။ Okay ထွက်သွားပြီးဖြစ်တဲ့အတွက်ကျွန်တော်ပြောချင်တာကတော့အခုစကွက်ထဲမှာအရင်ကလူဟောင်းတွေကိုလည်းကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောသွားချင်တာကတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့လည်းသူတို့ညီကိုလိုမျိုးဆော့သွားတဲ့ညီကိုလိုမျိုးဆော့သွားပေးတာပေါ့နော်အဲ့လိုမျိုးတယောက်နဲ့တယောက်ဟိုချစ်ချစ်ခင်နဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ဆော့သွားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ဒါလေးကတော့ကျွန်တော်တက်တက်သူတို့ကိုပြောပြပေးပါမယ်နော်โอเคပါအဲ့ဆိုရင်ကျွန်တော်တို့ squad ထဲမှာကျွန်တော် player ရခေါ်မှာကတော့ကျွန်တော် hyper player ရဲ့ fighter player ရဲ့ tank player ရဲ့ marksman player ၄ယောက်ခေါ်သွားမှာဖြစ်ပါတယ်ဗျโอเคပါဝေးဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိုတော်အဲ့ဒါဖြုံနည်းလေးကိုကျွန်တော်ပြောပြပေးတော့ဂိမ်းလေးကိုသွားမယ်ပေါ့နော်โอเคကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်လူကြီးမင်းတို့အတွက်အကျိုးရှိတယ်ဆိုရင်ဒီဗီဒီယိုလေးကိုကျွန်တော် share သွားပေးပေါ့နော် share တယောက်နဲ့တယောက်လုံးမြင်သွားပေးမှဒီမိုတော်အဲ့ဒါဖြုံနည်းလေးကိုသူများလည်းမသိတဲ့လူမြင်သွားအောင်လို့ share သွားပေးလို့ကျွန်တော်တောင်းဆိုရှင်ပါတယ်ဗျโอเคပါကျွန်တော်ဂိမ်းလေးကိုသွားမယ်ပေါ့နော်โอเคအဲ့ဆိုကျွန်တော်မိုတိုကျွန်တော်အဲ့ဒါဖြုတ်ဖို့တော့ကိုကျွန်တော်တို့ဘူးပါလောက်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့အခု profile ရဲ့ဘေးနားလေးကလူပုံလေးကိုနှိပ်မယ်နော်လူပုံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမိုတိုအကောင့်ဖြုတ်မယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကျွန်တော်တို့ရဲ့အချက်လက်တွေကိုမိုတိုကျွန်တော်တို့ပို့ပေးရမှာဖြစ်ပါတယ်ဗျအဲ့အတွက်ကျွန်တော်တို့အဲ့ထက်ဝင်ပါပြီနော်โอเคအဲ့ဒါဝင်ပြီးတော့ကျွန်တော်အကောင့် profile နဲ့ကိုဝင်မယ်ဗျနော်ပြီးရင်အကောင့် heaven pin hack ကိုရွေးပေးပါဗျပြီးရင် connector to မိုတိုအကောင့် is mine ကိုတစ်ချက်နှိပ်ပေးပါနော်ပြီးရင် yes ကိုနှိပ်ပေးပါဖောင်ကြလာပါလိမ့်မယ်နော်ဖောင်ဖြစ်မယ်โอเคဒါဒီနေရာမှာပါရွေးမယ်လို့ကျွန်တော်မိုတိုအကောင့်ဖြုတ်မှအတွက်မိုတိုရွေးပေးပါမယ်ကဲဒီနေရာမှာဆိုရင်ကျွန်တော်နံပါတ်2မှာဆိုရင်ကျွန်တော်တို့ game ID လေးထည့်မယ်ဗျ game ID လေးထည့်မယ်နံပါတ်3မှာဆိုရင်ကျွန်တော်တို့ရဲ့ game name ကိုထည့်ပေးရမယ်နော်ကျွန်တော်တို့ရဲ့ game name လေးထည့်ပေးသွားမယ်โอเคโอเคပါနံပါတ်4ကတော့ကျွန်တော်တို့ server ID ထည့်ပေးရအောင်နော် server ID ဆိုတာကျွန်တော်တို့ game အကောင့်ရဲ့ ID ရဲ့နောက်မှာကွင်းစာ comment လေးနဲ့ server ID ကိုပြောတာပါနော်အဲ့ဒါထည့်ပြီးတော့ရင်ကျွန်တော်နံပါတ်5မှာကကျွန်တော်တို့ဒီ date ထည့်ပေးရအောင်နော် date ဆိုတာကတော့ကျွန်တော်တို့ဒီနေ့28ရက်ဆိုလို့ရှိရင်28ရက်8ရက်ကဥစ္စာကိုပြန်ထည့်ပေးရမှာပေါ့နော်28ရက်ကိုထည့်ပေးရမှာနော်28ရက်5လ2023ကိုထည့်ပေးရမှာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်ပြောတဲ့ရက်ကိုပြောတာနော်โอเคကျွန်တော် pro လို့ဖွင့်တဲ့ရက် pro လို့တင်တဲ့ရက်ကို pro ရဲ့8ရက်ကိုကြိုးထည့်ပေးရမှာဖြစ်ပါတယ်ဗျနံပါတ်6ကတော့ကျွန်တော်တို့အရင်ဆုံးကကျွန်တော်စပြီး game ဆက်ဆော့တော့ game name လေးကိုပေါ့နော်ထည့်ပေးရမှာဖြစ်ပါတယ်ဗျဆက်ဆော့တော့ game name လေးပေါ့နော်တကယ်လို့မသိဘူးဆိုရင်လည်းမထည့်ပေးနဲ့ပေါ့သိရင်ဆိုလည်းထည့်ပေးရင်တော့ပိုကောင်းတာပေါ့ဗျနံပါတ်7ကတော့ကျွန်တော် game ID လေးတစ်ချက်ပြန်ထည့်ပေးရမယ်ဗျ game ID လေးပြန်ထည့်ပေးလိုက်ပါโอเคပါနံပါတ်8ကတော့ကျွန်တော်တို့ game server ID ပေါ့စောနာလိုမျိုးကွင်းစာကုန်းပိတ်နဲ့ server ID လေးကိုတစ်ချက်ပြန်ထည့်ပေးရမှာဖြစ်ပါတယ်ဗျနံပါတ်9ကတော့ကျွန်တော်တို့ရဲ့ဒီ game အကောင့်ရဲ့ level ကိုထည့်ပေးရမှာဖြစ်ပါတယ်โอเคပါနံပါတ်10ကကျွန်တော်တို့ရဲ့ game profile ပုံကိုရိုက်ပြီးတော့ပေးရမှာဖြစ်ပါတယ် ID ပါမှရမှာနော် ID ပါတဲ့ game profile မှာနံပါတ်7ကကျွန်တော်တို့ရဲ့ဒီ game အကောင့်ကိုဖြုတ်မယ်ဆိုကျွန်တော်တို့ရဲ့အကောင့်မဟုတ်ကြောင်းကျွန်တော်တို့ဖြုတ်ဖို့အတွက်ကိုဒီလိုမျိုးတင်ပေးရမှာဖြစ်ပါတယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်တို့တကယ်လို့ bro တော့မရေးတတ်ဘူးဆိုရင်ဒီစာတိုင်းလေးရေးပြီးတော့တင်ပေးလိုက်လို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအမှန်ကြီးလေးပေါ်သွားရင်ရပါပြီဗျကျွန်တော်အဲ့ဒါဆိုရင်24နာရီချိန်တွင်းမှာ bro ရဲ့ဒီဂိမ်းကောက်ကိုဖြုတ်ဖို့အတွက်တို့အကြောင်းကြားပါလိမ့်မယ် bro ရေနော်အဲ့ဒါဆိုရင်လိုက်လို့ကြည့်ပါ bro ရေဟိုအခုဗီဒီယိုလေးလည်းတော်တော်လေးရှည်သွားပြီဆိုတော့ဒီဗီဒီယိုလေးကိုလည်းဒီနေရာမှာပဲနားလိုက်တော့မယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်းကြိုက်နေတဲ့ဆိုရင် like and share လေးနဲ့ကျွန်တော်ကူညီပေးပါအောင်လို့တောင်းဆိုချင်ပါတယ် bye bye